မင်္ဂလာပါဒီတစ်ပုဒ်ကကြတော့မိန်းမတွေလည်းလဲတင်းတယ်မိန်းကလေးတွေလဲတင်းတယ်ဆိုတဲ့အကြောင်းကိုပြပြထားတာပါမိန်းကလေးတွေကြတော့ယောက်ျားလေးတွေရဲ့စိတ်ဘယ်လိုအလုပ်လုပ်လဲဆိုတာမလေ့လာဘူးစိတ်လည်းမဝင်စားဘူးပိုဆိုးတာကသူတို့စိတ်တောင်သူတို့ဘယ်လိုအလုပ်လုပ်နေတယ်လဲဆိုတာကောင်းကောင်းမသိကြပါဘူးယောက်ျားလေးတွေကနားဘူးမခံတတ်တာအာယုံနောက်မခံတတ်တာအပျော်ပါမတ်တာအထင်းချုပ်မခံကျင်တတ်ကြတာအဲ့ဒီအရာတွေကိုသူတို့စိတ်ဝင်စားပါဘူးတဲ့အဲ့လိုမျိုးယောက်ျားလေးတွေကဒီလိုမျိုးတွေဖြစ်တတ်တယ်ဆိုတော့တဲ့မိန်းကလေးတွေကလည်းစိတ်ဝင်စားကြဘူးတဲ့အဲ့ဒီတော့ကျင်နာတတ်တဲ့နူးညံ့တတ်တဲ့နှလုံးသားတွေရှိကြပါလေရဲ့နဲ့ relationship မှာစိတ်ပျက်စရာကြီးတွေဖြစ်ရဘလူးဆိုင်တွေတီးပြကြအရစ်မှပြဿနာမှကြီးတွေဖြစ်ကြချက်သားအုံမှကြီးလို့လိုက်ချုပ်ချယ်ကြနဲ့တဲ့အိမ်အောင်ကြပြီးနည်းနည်းကြတဲ့မိန်းမတွေဆိုကွဲရမှာသူတို့ကိုနန်းစားပြုခံနေရတဲ့အိမ်ကဟန်မကြီးဆိုတာတွေပြန်ကြရလို့ရှိရင်အသေးနာကြရမှာပါပဲဒါပေမဲ့လည်းမတက်နိုင်ဘူးပြစ်စလက်ခက်နေကြတာကိုတကယ်ကိုရစ်ချင်လာလို့ရှိရင်ရစ်ပစ်လိုက်ကြရဲကြမ်းချင်လာလို့ရှိရင်ကြမ်းပစ်လိုက်ကြရဲစိတ်ကောက်ချင်လာလို့ရှိရင်နည်းနည်းလေးတောင်မထိန်ဘူးတမ်းပြီးစိတ်ကောက်ပစ်လိုက်ကြရဲအဲ့ဒီတော့မလိုလားရတဲ့ label တွေတက်ခံလာရတော့တယ်မိန်းမတွေမကောင်းဘူးဆိုတာအယဝိုင်းရဲ့ဆွေးနွေးစရာခေါင်းစဉ်တစ်ခုဖြစ်လာကြတယ်။ငါညီမင်းအိမ်ထောင်မပြုတ်နဲ့အဲ့လိုမျိုးပြောတဲ့ဟာဆိုလို့ရှိရင်ပညာရှိတဲ့ဘုံသဘောတူအကြံပြုချက်လို့ဖြစ်လာကြတယ်။ပြန်အမ်းလို့ရလို့ရှိရင်ပြန်အမ်းကျင်တယ်ဆိုတာမျိုးကြွယ်ရမှာချိုးချိုးဖက်ဖက်အာသာပြေစွန့်ပစ်ခံနေကြရပါတယ်တဲ့။မိန်းကလေးတွေကိုအလိုပြောခံနေကြရတယ်တဲ့။မိန်းကလေးတွေကကြတော့လေခုနကအထက်မှာပြောခဲ့သလိုပေါ့နော်ရစ်ချင်လာရေးပစ်လိုက်ကြရဲကြမ်းကျင်လာလို့ရှိရင်ကြမ်းလိုက်ကြရဲစိတ်ကောက်ချင်လာလို့ရှိရင်လည်းနည်းနည်းလေးတောင်မထိမ့်မဲနဲ့တမ်းပြီးတော့စိတ်ကောက်ပစ်လိုက်ကြရဲတဲ့ဟုတ်မယ်နဲ့တူတယ်စဉ်းစားကြည့်ကြပေါ့နော်နောက်ဗီဒီယိုမှာတော့မိန်းကလေးတွေကယောက်ျားလေးတွေကိုခုနကလိုစိတ်ဆိုးစိတ်ကောက်တာရစ်တာကြီးကြမ်းတာတွေမလုပ်ဘဲနဲ့ဘယ်လိုမျိုးနီလန်းလေးတွေတုံးပြီးတော့control လုပ်မလဲဆိုတာလေးကိုပြပြပေးပါပါရှင်ဒီနေ့ကတော့ဒီလောက်ပဲเนาะကျေးဇူးပါ